ပါချစ်တဲ့မိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာပါတင်ဆရာမြင်ဆရာကြားဆရာများအားလုံးယူသေးကတော့ပြုပါတယ်ခုပတ်စေပတ်တိုင်းတင်ပေးနေကြဖြစ်တဲ့ပပရဲ့တပတ်စာကလေးကိုလာရောက်တင်ပေးခြင်းဖြစ်ပါတယ်ဒီတပတ်စာကအရင်ဘက်ကအားလုံးအောင်ခဲ့တယ်ဒါကအရင်ဘက်ကပါအရင်ဘက်ကကတော့အားလုံးအောင်ခဲ့တယ်အချို့ကပပကိုပြောကြတယ်ပေးတဲ့ကဏ္ဍတွေများနေတယ်တဲ့ပေးတဲ့ကဏ္ဍကမများပါဘူးနော်ဒီမှာလူအမျိုးမျိုးအကြိုက်အမျိုးမျိုးရှိတယ်ပတ်တိကြိုက်တဲ့သူပတ်တိလိုက်ပရိတ်ကြိုက်တဲ့သူပရိတ်လိုက်အခွေကြိုက်တဲ့သူအခွေလိုက်ထိတ်ကြိုက်တဲ့သူထိတ်လိုက်မွေးကနန်းကြိုက်တဲ့သူကမွေးကနန်းကိုလိုက်မိမိကြိုက်နေတဲ့ຢာတစ်ခုခုကိုစားတိုးလိုက်မယ်ဆိုရင်နော်တပတ်အတွင်းမှာတေချာတဲ့အမြတ်တစ်ခုရရင်လုံလောက်ပါတယ်ဒါကြောင့်နော်အခုဒီတစ်ပတ်အတွက်ပတ်တိလေးကိုစားလိုက်ကြရအောင်ဒါကအရင်ဘက်ကမှန်ခဲ့တဲ့ site ကိုဆက်ယူမယ်အဲဒီပတ်တိ site ကဒီကနေစမယ်ကြာတာပရိထိတ်ကြာတာပရိမနဲ့ထိတ်စီရယ်ကြာတာပရိမနဲ့ကနံပရိရယ်တောက်ကြမနဲ့ထိတ်စီရယ်ပေါင်းခြင်းဟာမပြောက်ပါသည်ပဲဖြစ်တယ်ဒါကြောင့်ဒီပတ်တီကိုစမယ်ဆိုရင်ဒီခွန်ရယ်ဒီ6ရယ်ဒီ2ရယ်ပေါင်းတော့9ရပါတယ်ခွန်6နှစ်3လုံးပေါင်းတော့9ရပါတယ်9ပတ်တီကမပြောက်ပါသည်ပါဆိုတော့ဒီမှာ9လေးဆိုပြီးထွက်တယ်နောက်တစ်ပတ်မှာခွန်1 5 3လုံးပေါင်းတော့3ရတယ်3ခွန်လို့ထွက်တယ်နောက်တစ်ပတ်မှာ9 1ခွန်3လုံးပေါင်းတော့3ပဲရတယ်3 6လို့ထွက်တယ်4 3လို့ထွက်တယ်2 5 4 3လုံးပေါင်းတော့1ရပါတယ်3 1လို့ထွက်တယ်8 1လို့ထွက်တယ်နောက်တစ်ပတ်မှာ3 2 9 3လုံးပေါင်းတော့4ရပါတယ်4 2လို့ထွက်တယ်ဒီမှာတောက်ကြမရှိတော့ယူလို့မရဘူးခါနောက်တစ်ပတ်မှာ3 3ည3 3လုံးပေါင်းတော့6ရပါတယ်6ပတ်တီကခွန်6လို့ထွက်တယ်ခါခွန်9 5 3လုံးပေါင်းတော့ခွန်ရတယ်1ခွန်လို့ထွက်တယ်9 5 9 3လုံးပေါင်းတော့3ရတယ်3 9လို့ထွက်တယ်ခါဒီမှာတောက်ကြမရှိတော့ယူလို့မရဘူးနောက်အပေါ်ပင်မှာခွန်3ည4 3လုံးပေါင်းတော့1ရပါတယ်3ည1လို့ထွက်တယ်3ည4ခွန်3လုံးပေါင်းတော့လည်း1ရပါတယ်3 1လို့ထွက်တယ်နောက်တစ်ပတ်မှာ4 2 4 3လုံးပေါင်းတော့3ညရတယ်ခွန်3ညလို့ထွက်တယ်နောက်တစ်ပတ်မှာ8ခွန်5 3လုံးပေါင်းတော့3ညရတယ်1 3ညလို့ထွက်တယ်နောက်တစ်ပတ်မှာ1 5 4 3လုံးပေါင်းတော့3ညရတယ်9 3ညလို့ထွက်တယ်နောက်တစ်ပတ်မှာ8 8 3ည3လုံးပေါင်းတော့6ရတယ်2
နှစ်6လို့ထွက်တယ်6 3ညလို့ထွက်တယ်နောက်တစ်ပင်မှာ6 3ည5 3လို့ပေါင်းတော့1ရတယ်1 9လို့ထွက်တယ်1 4ထွက်တယ်4 1ထွက်တယ်နောက်တစ်ပင်မှာ1 4 4 3လို့ပေါင်းတော့9ရတယ်ခွန်9လို့ထွက်တယ်4 6 8 3လုံးပေါင်းတော့8ရတယ်8 6လို့ထွက်တယ်9 5 6 3လုံးပေါင်းတော့6ရတယ်6 1လို့ထွက်တယ်နော်ခါနောက်တစ်ပင်မှာပြီးကြတဲ့ဘက်က4 4 1 3လုံးပေါင်းတော့9ရတယ်9ခွန်လို့9 5လို့ထွက်ခဲ့တယ်ဒါကြောင့်ဒီတစ်ပတ်အတွက်1 3 5 3လုံးပေါင်းတော့9ရပါတယ်ဒါကြောင့်ပတ်စီအနေနဲ့9ပတ်စီပါနော်နောက်ရေးလိုက်မယ်9ပတ်စီနော်ပတ်စီပြီးတော့ဘရိတ်လာမယ်အဲ့ဒီဘရိတ်လိုင်းကတော့နော်အရင်ဘက်ကပေးခဲ့တဲ့ဘရိတ်လိုင်းကိုပဲပေးမယ်ဒါဒီပွဲရဒီစမယ်နော်ဒီပွဲမှာကတနေ့လာမရှိတော့ယူလို့မရဘူးဒါကြောင့်ဒီပွဲကနေစမယ်နော်တနေ့လာညနေထိတ်စီနဲ့တနေ့လာညနေထိတ်စီနဲ့ဗုဒ္ဓဟူညနေထိတ်စီပေါင်းခြင်းကမပြောက်ပရိတ်တစုံပဲဆိုတော့ခွန်9နှလုံးပေါင်းတော့နှစ်ခွန်ပရိတ်က8 9ဆိုတဲ့ခွန်ပရိတ်ထွက်တယ်နှစ်4နှလုံးပေါင်းတော့6 6 1ပရိတ်ကနှစ်9ဆိုတဲ့1ပရိတ်ထွက်တယ်6 9နှလုံးပေါင်းတော့9 9 3ညပရိတ်က3ခွန်ဆိုတဲ့3ညပရိတ်ထွက်တယ်6 1နှလုံးပေါင်းတော့ခွန်2ပရိတ်က4 3ဆိုတဲ့ခွန်ပရိတ်ထွက်တယ်ခွန်နှလုံးပေါင်းတော့ခွန်နှလုံးပေါင်းတော့4 4 9ပရိတ်က3 1ဆိုတဲ့4ပရိတ်ထွက်တယ်3 8နှလုံးပေါင်းတော့1 6ပရိတ်က4 2ဆိုတဲ့6ပရိတ်ထွက်တယ်ခွန်2နှလုံးပေါင်းတော့9 9 4ပရိတ်က8 1ဆိုတဲ့9ပရိတ်ထွက်တယ်ဒါဆိုရင်ဒီပင်မှာကဗုဒ္ဓဟူမရှိတော့ယူလို့မရဘူးနောက်တစ်ပင်မှာ3ည5နှလုံးပေါင်းတော့9 9 3ညပရိတ်က4 1ဆိုတဲ့9ပရိတ်ထွက်တယ်8 3နှလုံးပေါင်းတော့1 6ပရိတ်ကဒီမှာ3ည1လို့1ပရိတ်ထွက်တယ်ခါနောက်တစ်ပင်မှာကပိတ်ရက်ရှိတော့ယူလို့မရဘူးနော်တခါအပေါ်ပင်မှာ9နှစ်နှလုံးပေါင်းတော့ခွန်2ပရိတ်ကဒီမှာ3ညခွန်ဆိုတဲ့ခွန်ပရိတ်ထွက်တယ်3ညနှလုံးပေါင်းတော့3ည5ပရိတ်ကဒီမှာ9 1ဆိုတဲ့3ညပရိတ်ထွက်တယ်3ည6နှလုံးပေါင်းတော့6 1ပရိတ်က9 1ဆိုတဲ့6ပရိတ်ထွက်တယ်ခွန်3ညနှလုံးပေါင်းတော့ခွန်2ပရိတ်က2 5ဆိုတဲ့ခွန်ပရိတ်ထွက်တယ်2 4နှလုံးပေါင်းတော့6 1ပရိတ်က9 2ဆိုတဲ့1ပရိတ်ထွက်တယ်က9 3ညနှလုံးပေါင်းတော့9 4ပရိတ်ကဒီမှာ1 3ဆိုတဲ့4ပရိတ်ထွက်တယ်9ခွန်နှလုံးပေါင်းတော့6ဆိုတော့6 1ပရိတ်က4ခွန်ဆိုတဲ့1ပရိတ်ထွက်တယ်4 1နှလုံးပေါင်းတော့9 3ညပရိတ်က4 6ဆိုတဲ့3ညပရိတ်ထွက်တယ်1 1နှလုံးပေါင်းတော့2ခွန်ပရိတ်ကဒီမှာ6 6ဆိုတဲ့2ပရိတ်ထွက်တယ်ခွန်4နှလုံးပေါင်းတော့1
6 break က9 1ဆိုတဲ့6 break ထွက်တယ်နော်9နှလုံးပေါင်းတော့ခွန်2 break ကပြီးကြတဲ့ပတ်ကခွန်2 break က9နှစ်ဆိုတဲ့ခွန် break ထွက်တယ်2 3ညဆိုတဲ့2 break ထွက်တယ်ဒါကြောင့်ဒီပတ်မှာ4 1နှလုံးပေါင်းတော့9ရတယ်9 3ည break ကမပြောက် break ပါနော်ဒါကြောင့် break က9 3ည break break ပြီးရင်ထိတ်လာမယ် break ပြီးရင်ထိတ်လာမယ်ဆိုတော့ထိတ်ကလည်းဒီကပဲစမယ်ဒီအစပဲစမယ်ဒါကပပရဲ့ဆရာဘူချမ်းရဲ့ပြုံကြီးပတ်သီးကိုအခြေခံထားတဲ့ထိတ်စီပဲဖြစ်တယ်ပြက်ပင်တပင်မှမရှိသေးပါဘူးနော်ဒါကြောင့်ဒီ9 6နှလုံးပေါင်းတော့1ရတယ်1 2 3ထိတ်ကဒီမှာ2ထိတ်လို့ထွက်တယ်ဒီမှာကြာတာပလေးမရှိတော့ယူလို့မရဘူးဒီမှာလဲ6 5နှလုံးပေါင်းတော့1ရတယ်1 2 3ထိတ်ကဒီမှာ2ထိတ်လို့ထွက်တယ်1 1နှလုံးပေါင်းတော့2ဆိုတော့2 3 4ထိတ်ကဒီမှာ3ထိတ်ထွက်တယ်1 4နှလုံးပေါင်းတော့5 6ခွန်ထိတ်ကခွန်ထိတ်ထွက်တယ်5 1နှလုံးပေါင်းတော့6ခွန်8ထိတ်က6ခွန်8ထိတ်မှာ8ထိတ်ထွက်တယ်2 1နှလုံးပေါင်းတော့3 4 5ထိတ်က4ထိတ်ထွက်တယ်6ခွန်နှလုံးပေါင်းတော့3 4 5ထိတ်က4ထိတ်ထွက်တယ်3ထိတ်ထွက်တယ်3ည4နှလုံးပေါင်းတော့4 5 6ထိတ်က5ထိတ်ထွက်တယ်9ခွန်နှလုံးပေါင်းတော့2 3 4ထိတ်က3ထိတ်ထွက်တယ်4ထိတ်ထွက်တယ်9ခွန်နှလုံးပေါင်းတော့လည်း2ပဲ2 3 4ထိတ်က3 9ဆိုတဲ့3ထိတ်ထွက်တယ်ဒီမှာကြာတာပလေးမရှိတော့ယူလို့မရဘူးပေါ်ပင်မှာ3ညနှလုံးပေါင်းတော့3ည1 2ထိတ်မှာ3ညထိတ်ထွက်တယ်4 9နှလုံးပေါင်းတော့3 4 5ထိတ်မှာ4ထိတ်ထွက်တယ်2 4နှလုံးပေါင်းတော့6ခွန်8ထိတ်မှာခွန်ထွက်တယ်ခွန်နှလုံးပေါင်းတော့4 5 6ထိတ်မှာ5ထိတ်ထွက်တယ်5 3နှလုံးပေါင်းတော့8 9 3ညထိတ်မှာ9ထိတ်ထွက်တယ်8 3နှလုံးပေါင်းတော့1 2 3ထိတ်မှာ1ထိတ်ထွက်တယ်3ည1နှလုံးပေါင်းတော့လည်း1 2 3ထိတ်မှာ3ထိတ်ထွက်တယ်4 4နှလုံးပေါင်းတော့8 9 3ညထိတ်မှာ9ထိတ်ထွက်တယ်6 9နှလုံးပေါင်းတော့5 6ခွန်ထိတ်မှာ5ထိတ်ခွန်ထိတ်ထွက်တယ်6ထိတ်လည်းထွက်တယ်9 3ညနှလုံးပေါင်းတော့လည်း5 6ခွန်ထိတ်မှာ6ထိတ်ထွက်တယ်ဒီမှာ4 5နှလုံးပေါင်းတော့9 3ည1ထိတ်မှာ9ထိတ်ထွက်တယ်1ထိတ်ထွက်တယ်ဒါကြောင့်နောက်တစ်ပတ်မှာ3 2နှလုံးပေါင်းတော့5ဆိုတော့5အစင်လိုက်5 6ခွန်ထိတ်ပါနော်ထိတ်က5 6ခွန်ထိတ်နော်ဒါပြီးရင်အခွေကတော့ပတ်တိုင်းနော်တွက်เสียမလို့ပေါင်းเสียနှုတ်เสียမလို့အလိုလျောက်ပေးနေတဲ့9 3ည3 8ခွေပဲဖြစ်တယ်ဒါကပေးလာတာ4လကျော်ရှိပြီဘယ်ကစမလဲဆိုတော့ဒီဘက်ကစမယ်နော်ဒါကြောင့်9 3ည3 8ခွေမှာ8 3ညလို့ထွက်တယ်ဒီပင်မှာ9 3ည3 8ခွေမှာ3 3ညလို့ထွက်တယ်ဒီပင်မှာ3ည3လို့ထွက်တယ်ဒီပင်မှာ8 5ထွက်တယ်နော်ဒ
ဒီမှာကတော့ပိတ်ရက်များလို့မထွက်ဘူးနောက်တစ်ပေမှာ38ထွက်တယ်53ထွက်တယ်38ထွက်တယ်နော်တခါနောက်တစ်ပေမှာ9338ခွေမှာ33ထွက်တယ်နောက်တစ်ပေမှာ35ထွက်တယ်နောက်တစ်ပေမှာက9338ခွေမှာ33ထွက်တယ်53ထွက်တယ်ခါနောက်တစ်ပေမှာ38ထွက်တယ်နော်တခါနောက်တစ်ပေမှာက93ထွက်တယ်35ထွက်တယ်88ထွက်တယ်35ထွက်တယ်ခါနောက်တစ်ပေမှာ88ထွက်တယ်53ထွက်တယ်နော်တခါနောက်တစ်ပေမှာ9338ခွေမှာ33ထွက်တယ်38ထွက်တယ်38ထွက်တယ်တခါနောက်တစ်ပေမှာ9338ခွေမှာနော်83လို့ထွက်တယ်ခါနောက်တစ်ပေမှာ9338ခွေမှာ95လို့ထွက်တယ်ခါနောက်တစ်ပေမှာ9338ခွေမှာ85လို့ထွက်တယ်တခါပြီးခဲ့တဲ့ပတ်က95လို့ထွက်တယ်ဒါကြောင့်ဒီတစ်ပတ်မှာလည်းအဲ့ဒီခွေကိုပဲဆက်ပေးမယ်9338ခွေအပူပါရပါမယ်ဒါပြီးရင်မွေးသမားတွေအတွက်မွေးကွက်ကိုပေးမယ်အဲ့ဒီမွေးကွက်က4831ကနေစတယ်မွေးသမားတွေအတွက်မွေးကွက်ကိုပေးမယ်4831ကနေစမယ်ဆိုတော့ဒီကစမယ်နော်ဒီကစမယ်ဆိုတော့ဒီမှာကြာတနင်္လာနေ့ညနေအပိတ်ရယ်ပုဒ်ညနေအပိတ်ရယ်ပေါင်းခြင်းကကီနော်တနင်္လာညနေထိတ်နဲ့ပုဒ်ညနေထိတ်နဲ့ပေါင်းခြင်းကဘရိတ်ဖြစ်တယ်ဒါကြောင့်ဒီကီနဲ့ဘရိတ်ကိုနော်ထုတ်ပါမယ်19နှလုံးပေါင်းတော့3 ခွန်ပါတော့38နှလုံးပေါင်းတော့168ဘရိတ်3 ခွန်ပါတော့168ဘရိတ်မှာဒီမှာ3ပါတော့6ဘရိတ်ထွက်တယ်တခါနောက်တစ်ပေမှာ3နှလုံးပေါင်းတော့9ရတယ်9 3 3ပါတော့ခွန်2နှလုံးပေါင်းတော့9 9 4 6ဘရိတ်ဆိုတော့9 3 3ပါတော့9 3 3ပါတယ်9 3 3ပါတယ်9 4 6ဘရိတ်ဟောဒီမှာ3ပါတယ်4ဘရိတ်ထွက်တယ်ဒီမှာပိတ်ရက်ရှိလို့ယူလို့မရဘူးဒီမှာ3ခွန်နှလုံးပေါင်းတော့3ည5ခွန်ပါတယ်3 5နှလုံးပေါင်းတော့5 3 3ဘရိတ်နော်ဆိုတော့3 5ခွန်ပါတယ်5 3 3ဘရိတ်ဒီမှာခွန်ပါတယ်5ဘရိတ်ထွက်တယ်နော်ဒီမှာ5 နှလုံးပေါင်းတော့3ပဲ3 5ခွန်ပါတယ်8 3နှလုံးပေါင်းတော့168ဘရိတ်နော်3 5ခွန်
ပါတယ်168ဘရိတ်မှာဒီမှာ3ညပါတယ်1ဘရိတ်ထွက်တယ်တခါနောက်တစ်ပင်မှာခွန်လေးနှလုံးပေါင်းတော့168ပါတော့နော်ဒီမှာ9နှစ်နှလုံးပေါင်းတော့ခွန်နှစ်3ညဘရိတ်168ပါတော့ခွန်နှစ်3ညဘရိတ်မှာဒီမှာ10ပါတော့3ညဘရိတ်ထွက်တယ်1ခွန်နှလုံးပေါင်းတော့8 3ပါတော့3ညနှလုံးပေါင်းတော့3ည5ခွန်ဘရိတ်1ပါတော့3ည5ခွန်ဘရိတ်မှာဒီမှာ1ပါတော့3ညဘရိတ်ဆိုပြီးတော့9ထွက်တယ်ခါနောက်တစ်ပင်မှာ9 နှလုံးပေါင်းတော့385ပါတော့3ည6နှလုံးပေါင်းတော့619ဘရိတ်ဆိုတော့ဒီမှာ9ပါတော့9ဘရိတ်ဆိုပြီးတော့9 4ထွက်တယ်ဒီမှာနောက်တစ်ပင်မှာ2 3နှလုံးပေါင်းတော့9ရတယ်9 3ည3ပါတော့ခွန်3ညနှလုံးပေါင်းတော့ခွန်နှစ်3ညဘရိတ်9 3ည3ပါတော့ခွန်နှစ်3ညဘရိတ်မှာဒီမှာနှစ်5ဆိုတဲ့9ပါတော့ခွန်ဘရိတ်ထွက်တယ်ခါနောက်တစ်ပင်မှာ9 3ညနှလုံးပေါင်းတော့9 3ည3ပါတော့နှစ်4နှလုံးပေါင်းတော့6 9ဘရိတ်မှာ9 3ည3ပါတော့619ဘရိတ်ဒီမှာ63ဆိုတဲ့3ပါတော့9ဘရိတ်ထွက်တယ်ခါနှစ်5နှလုံးပေါင်းတော့ခွန်နှစ်3ညပါတော့9 3ညနှလုံးပေါင်းတော့9 4 6ဘရိတ်နော်ခွန်နှစ်3ညပါတဲ့9 4 6ဘရိတ်မှာဒီမှာဟုတ်ပါဘူး9 4 6ဘရိတ်ဒီမှာ3ညပါတော့6ဘရိတ်ဆိုပြီးတော့6 3ညထွက်တယ်ခါနောက်တစ်ပင်မှာ9 1နှလုံးပေါင်းတော့3ည5ခွန်ပါတော့9ခွန်နှလုံးပေါင်းတော့6 9ဘရိတ်3ည5ခွန်ပါတယ်619ဘရိတ်မှာဒီမှာခွန်ပါတယ်1ဘရိတ်4ခွန်ဆိုပြီးထွက်တယ်နောက်တစ်ပင်မှာခွန်9နှလုံးပေါင်းတော့619ပါတော့4 နှလုံးပေါင်းတော့5 3ည3ဘရိတ်619ပါတယ်5 3ည3ဘရိတ်မှာဒီမှာ1နှစ်ဆိုတဲ့1ပါတော့3ဘရိတ်ထွက်တယ်ခါနောက်တစ်ပင်မှာခွန်1နှလုံးပေါင်းတော့ခွန်2နှလုံးပေါင်းတော့9 4 6ပါတော့1 နှလုံးပေါင်းတော့2ခွန်4ဘရိတ်9 4 6ပါတဲ့2ခွန်4ဘရိတ်မှာဒီမှာ6ပါတော့4ဘရိတ်ဆိုပြီးတော့8 6ထွက်တယ်ဒီမှာ4 3ညဆိုပြီးတော့4ပါတော့4ဘရိတ်ထွက်တယ်ခါနောက်တစ်ပင်မှာ4 3ညနှလုံးပေါင်းတော့4 9နှစ်ပါတော့ခွန်4နှလုံးပေါင်းတော့168ဘရိတ်နော်4 9နှစ်ပါတယ်168ဘရိတ်ပါ4 9နှစ်ပါတော့168ဘရိတ်ဒီမှာ4 4ဆိုပြီးတော့4ပါတော့10ဘရိတ်ထွက်တယ်ခါနောက်တစ်ပင်မှာနှစ်1နှလုံးပေါင်းတော့3ရတယ်နော်3ရတော့385ပါတော့နှစ်5နှလုံးပေါင်းတော့ခွန်နှစ်3ညဘရိတ်385ပါတော့ခွန်နှစ်3ညဘရိတ်မှာဒီမှာ9နှစ်ဆိုတဲ့9ပါတော့ခွန်ဘရိတ်ထွက်တယ်ဒီမှာ9 5ဆိုပြီးတော့
9ပါတယ်3ညပရိထွက်တယ်ဒါကြောင့်ဒီတစ်ပတ်မှာ3ညခွန်နှလုံးပေါင်းတော့ခွန်ဆိုတော့ခွန်နဲ့3ညပါတယ်4တစ်နှလုံးပေါင်းတော့9 3ည3ပရိတဲ့နော်ဒါကမွေး6ခွက်ရပါမယ်နော်ဒီမွေး6ခွက်ကိုဘာရဲ့တပတ်စာကတ်မှာစီထားပေးပါပြီအဲဒါတပတ်စာကတ်ကိုစကင်ဆော့ယူနိုင်ပါပြီကဲအားလုံးသောဘာရဲ့မိတ်ဆွေညီကိုမောင်နှမများအားလုံးကျမ်းမာလို့ချမ်းသာပြီးလူရဆန္ဒများလုံးတော်ရတယ်ပြေဝနိုင်ကြပါစေဘဝအမောတွေပြေပြောက်ပြီးအသက်ရှူတိုင်းလဲငွေဝင်နိုင်ကြပါစေပပတင်ပြတာလေးကိုကြိုက်နေတဲ့သဘောကြတယ်ဆိုရင်နော်အားပေးမှုတွေနည်းနေတဲ့အတွက်ကြောင့်မို့လို့လိုက်လက်မလေးတွေနဲ့ကွန်မန့်လေးတွေနဲ့အားပေးကူညီကြပါအားလုံးဘိုင်ဘိုင်ပါ